အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စုကမြစ်ချင်ကိုဝက်ရိုးပဲအုပ်တို့နဲ့ချက်ပါမယ်ကဲဒါဆိုရင်တော့စုဘလို့ချက်လဲဆိုတာလိုက်ကြည့်ကြရအောင်ပထမဦးဆုံးဒီမြစ်ချင်သုံးကိုအနေတော်ရွယ်လေးတွေခွာထားဆုပ်ထားလိုက်ပါတယ်စုရောအိမ်မှာတော့မြစ်ချင်ဟင်းကိုတမိသားစုလုံးကြိုက်ပြီးတော့မြစ်ချင်ဟင်းချက်တဲ့နေ့ကတော့ထမင်းစားမိန်တဲ့နေ့ပေါ့နော်ပြီးတဲ့အခါမှာတော့အနေတော်ရွယ်လေးတွေပိုင်းဖြတ်ထားတဲ့မြစ်ချင်တွေကိုရေနဲ့တေချာဆင်အောင်ဆေးလိုက်ပါတယ်စုဖြတ်ထားတဲ့မြစ်ချင်တွေကအနှင်းငယ်ရှိနေလို့ဒီခုလိုလေးနှစ်ပိုင်းလေးတွေပြန်ပိုင်းလိုက်ပါတယ်ခုစုရဲ့ဒီမြစ်ချင်ကလေကြည့်ရတာလောက်ထားတာလေတိတ်မကြသေးတဲ့ပုံစံဆိုတော့လေစုမပြုတ်ပဲနဲ့ရေနဲ့ပဲ2ကြိမ်လောက်ဆေးလိုက်ပါတယ်တချို့အချင်ထည့်ထားတာကြာတဲ့မြစ်ချင်ကိုချက်တဲ့အခါမှာတော့စု1ကြိမ်ပြုတ်လိုက်တယ်ပေါ့နော်ဒါကတော့မြစ်ချင်မှာထည့်ချက်မဲ့ဝက်နံရိုးပါဒါလေးကတော့ပိန်းဥပါမြစ်ချင်ဟင်းမှာကပိန်းဥပါမှပို့ပြီးတော့စားကောင်းတာနော်ချက်တော့နီ2ဥစာလောက်ကိုလည်းလှီးပြီးထည့်ပါမယ်ခုဆိုရင်တော့မြစ်ချင်ချက်ဖို့ပစ္စည်းတွေအားလုံးကတော့အဆင်သင့်ဖြစ်နေပါပြီချက်ပါတော့မယ်လုံးချက်မယ်ဆိုတော့ချက်မဲ့ဦးတွေကိုမြစ်ချင်တွေထည့်ပါမယ်ဝက်နံရိုးတွေကိုလည်းထည့်လိုက်ပါတယ်ချက်တော့လှီးထားတာကိုလည်းထည့်ပါမယ်ဒီနေရာမှာတော့စုပိန်းဥကိုတခါတည်းမထည့်ပါဘူးเนาะပိန်းဥကကြက်တာမြင်လို့ဆိုတော့လေနူးပြီးကြေသွားမှဆိုလို့ဝက်နံရိုးတွေကြက်ကန်နီမှာပိန်းဥကိုထည့်ပါမယ်စားကိုရတာအတွက်စားလက်ဖက်ရည်စွန်းနဲ့တစွန်းထည့်ပါမယ်စားကတခါတည်းအများကြီးမထည့်ဘူးပေါ့နော်တချို့မြစ်ချင်ကငင်ပြီးသားမို့လို့မြည်ပြီးလိုတဲ့ခါမှထည့်ပါမယ်ကြက်သားမှုတ်ကိုလည်းအနည်းငယ်ထည့်ပါမယ်စနွေးမှုတ်အနည်းငယ်ထည့်ပါမယ်စိမ်းစားငပိထည့်ပါမယ်စီကိုတော့စုဟင်းခက်စွန်းနဲ့2စွန်းနဲ့3ဝက်လောက်ထည့်လိုက်ပါတယ်ဒါတော့စုရုံမှုပြည့်နေမှာချက်တဲ့မြုပ်သီးမပါတဲ့နီးပါနော်ချက်စမ်းကြည့်ကြအရင်ကိုစားလို့ကောင်းပါတယ်ပြီးတဲ့ခါမှာတော့အားလုံးကိုရတာတွေဝင်သွားအောင်တတိချချာလေးနေပါမယ်တတိချချာလေးနေပြီးတဲ့ခါမှာတော့မီးဖိုပေါ်မှာရေမထည့်သေးဘဲနဲ့9မိနစ်လောက်အရင်ချက်လိုက်ပါတယ်9မိနစ်လောက်ချက်ပြီးတဲ့အခါမှာတော့စုအဖုံဖွင့်ကြည့်လိုက်တာအခုလိုမျိုးပေါ့နော်ဟင်းကသူ့အရင်နဲ့သူ့ထွက်နေတာပေါ့အဲ့ဒါကိုခဏလောက်ဆက်ပြီးတော့လုံးပေးပါမယ်ခဏလောက်လုံးပြီးသွားတဲ့အခါမှာတော့စုရေကိုညှစ်ချင်နဲ့ဝက်နံရိုးတွေမြုပ်တွေထီးထည့်လိုက်ပါတယ်ပြီးရင်တော့အဖုံးအုပ်ပြီးတည်ထားပါမယ်တည်ထားတာမိနစ်20လောက်ကြာတဲ့အချိန်မှာစုအဖုံးဖွင့်ကြည့်လိုက်ပါတယ်ဟင်းရည်တွေကလည်းစစ်နေပြီပေါ့နော်စုပိန်းဥတွေကိုထည့်ပြီးတော့ရေကိုနောက်ထပ်တစ်ပြန်မြစ်ချင်တဲ့ပိန်းဥတွေမြုပ်တဲ့ထီးထည့်လိုက်ပါတယ်ပြီးရင်တော့အဖုံးအုပ်ပြီးနောက်တစ်ချိန်မိနစ်20လောက်ဆက်တည်ထားလိုက်ပါတယ်ခုဆိုရင်တော့ဒုတိယအကြိမ်တည်ထားတာမိနစ်20လောက်လည်းဖြစ်ပြီဆိုတော့အဖုံးဖွင့်ကြည့်လိုက်ပါတယ်ရေကလည်းစစ်ပြီးဝက်နံရိုးတွေကလည်းကြက်ပြီးပဲဥတွေကလည်းနူးနေပါပြီเนาะဒီမြစ်ချင်ဟင်းကစုချက်လိုက်တာစုပေါင်းကြာချိန်မိနစ်40လောက်ကြာသွားပါတယ်เนาะဟင်းရည်ရဲ့အရသာကိုမြည်ပါမယ်ဟင်းရဲ့အရသာအပေါ်အငန်ကိုမမိစိတ်ကြလို့တို့လို့ပြင်ဆင်လို့ရပါတယ်เนาะစုရဲ့ဟင်းကတော့အရသာပေါ်နေလို့စားအနှဲငယ်နဲ့ကြက်သားမို့အနှဲငယ်ထပ်ထည့်လိုက်ပါတယ်စားနဲ့ကြက်သားမို့ထည့်ပြီးတဲ့နောက်မှာတော့စု3-4မိနစ်လောက်ထပ်ချက်လိုက်ပါတယ်နောက်တစ်ချိန်ဟင်းရည်ရဲ့အရသာကိုမြည်ကြည့်ပါမယ်ခုဆိုရင်တော့ဟင်းရဲ့အရသာကလည်းအနေတော်ဖြစ်ပြီဆိုတော့ဝက်နံရိုးနဲ့မြစ်ချင်ဟင်းချက်ပါပြီဆိုတော့အိမ်မှာဆိုမြစ်ချင်ချက်တဲ့နေ့ကထမင်းစားမိန်တဲ့နေ့ပဲအကြိုက်ချင်းတူတဲ့လူတွေလိုက်ချက်စားကြည့်ကြနော်ခုလိုမျိုးလွယ်ကူရိုးရှင်းတဲ့ဟင်းချက်နီးများနဲ့မုတ်လုံနီးများကိုအမြဲတင်ပေးသွားမှာဖြစ်တဲ့အတွက်စုရဲ့ Facebook page နဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတားပါ